ဒီနေ့ပြည်နာရီပါနော်ဒီလိုတော့ကျွန်တော်တို့ပေါ်တော်တင်ရတကူဒီလိုလေးကကိုမရှိနဲ့ဆက်လက်ရှင်ပြန်နေကြပြီနော်မောရိုက်တယ်ရိုက်တယ်ဘောလုံးရိုက်တယ်မှာဂိုးလေးရောက်ပါတော့တော့မရောက်ပါဒီမှာဂိုးတွန်းတော့နံပါတ်30မောင်ကျဖြစ်ပါလေကောင်းတယ်ကျွန်တော်ကင်ရောနဲ့ကျွန်တော်တို့နေယူပန်းတင်ကိုယ်ထဲမှာ